မင်္ဂလာပါခင်ဗျဒီနေ့တော့အားလုံးသိတဲ့သချင်းလေးတစ်ပုဒ်ဖြစ်တဲ့ကြည်စားသလားဆိုတဲ့သချင်းလေးကိုเนาะဘယ်လိုလုပ် remix လုပ်လို့လုပ်လို့ရမလဲဆိုတဲ့အကြောင်းလေးကျွန်တော်ရှင်းပြချင်ပါတယ်ခင်ဗျအသေးစိတ်ကိုတော့ကျွန်တော် Telegram မှာကျွန်တော်တင်ထားပေးပါမယ်အဲ့ဒါလေးကိုလည်းစိတ်ဝင်စားလေ့လာချင်တယ်ဆိုလို့ရှိရင် comment မှာရေးထားပေးလို့ရပါတယ်ခင်ဗျအဲ့တော့ပထမဆုံးကတော့ကျွန်တော် vocal လေးတွေဖြတ်ယူထားတယ်ဗျာเนาะ vocal လေးပဲတည်တန်းခွဲထုတ်ထားတယ်ပြီးသွားလို့ရှိရင်ဒါသူ့သချင်းရဲ့မပါမဖြစ်တယ်เนาะဒီတန်စင်လေးကိုကျွန်တော်ရေးထားတယ်နားထောင်ကြည့်မယ်နော်ဒီကောင်သူက key က F ဗျာ tempo ကတော့ကိုယ်သချင်းပေါ်မူတည်ပြီးတော့ပြောင်းမှာပေါ့နော်သူ original key ကကျွန်တော်တို့ဒီ F ဖြစ်ပါတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ pad လေးထည့်ထားတယ်အောက်ကနေနော် cock တွေပဲလောလောကူလေးပဲကျွန်တော် cock တွေရဲ့အတိုင်းလေးပဲကျွန်တော်ရေးပေးထားတယ်ဒါလေးက up စီပေါ့နော်နော် arpeggio လေးထည့်ထားတယ်အဲ့ဒါတို့တွဲဖွင့်ကြည့်မယ်ဆိုရင်အားလေးရမယ်ပြီးသွားလို့ရှိရင်ကျွန်တော်အောက်မှာနော် rebase တွေတခုကျွန်တော်ထည့်ထားလိုက်တယ်နော် cocktail root note တွေပဲကျွန်တော်ရေးတီးထားလိုက်တယ်အောက်မှာ percussion တန်လေးတခုပါကျွန်တော်ထပ်ပြီးတော့ထည့်ထားလိုက်တယ်အဲ့ဒါလေးပိုကြွားအောင်လို့နော်ဒီမှာဒါလေးပဲအဲ့လိုစဝင်စားရှင်ဖန်လေးပါလေးကျွန်တော်ဒီမှာရွှေ့လို့ရတယ်ကျွန်တော်ဒီမှာတော့ပြီးွားရင်ဒီအောက်မှာဒါ base သူကဒီအခုဒီ base pattern လဲကျွန်တော်တို့ကဟိုအတိုင်းပဲเนาะအရှိကဒီ melodies ရဲ့အတိုင်းပဲကျွန်တော်တီးထားတာเนาะသူ melodies note တွေအတိုင်းပဲ notes အတိုင်းပဲဆိုတာပြမ F ဆိုတော့ F ပေါ်ကသူ့ရဲ့ pattern အတိုင်းပေါ့เนาะ rhythm ပေါ့ rhythm အတိုင်းလေးပဲကျွန်တော်တီးထားတာလေးဖြစ်ပါတယ်ပြီးွားရင်တောင်းစံအတိုင်းကျွန်တော်ဒီမှာ clap လေးတွေထည့်မယ်เนาะတွဲဖွင့်ကြည့်မယ်ဆိုရင်ဟာဒီပါရင်ဒီကောင်ကနော်သူ melody ဆိုပဲကျွန်တော်ပြန်ယူထားတယ်ဘေးအနောက်အောက်မှာပြီးွားရင်ကျွန်တော်တို့ဘာညာပေါ့ဗျာအောက်မှာ filler လေးတွေပါလေးတွေနော်ပြီးွား FX တွေပါလေးတွေညာလေးတွေကျွန်တော်တို့ထပ်ထည့်လိုက်မယ်ထပ်ထည့်လိုက်ရင်ဘယ်လိုဖြစ်သွားမလဲဆိုရင်အဲ့မှာကျွန်တော်ပြတဲ့တခုရှိရကျွန်တော်ဒီမှာ feeling နည်းနည်းလေးထည့်ထားပေးတယ်ဗျာနော်ဒီ feeling နော်တင်းနော်ဒီ feeling ပြီးတော့ဒီမှာကျွန်တော် cock နော် black လေးကျွန်တော်တီးထားတယ်ကျွန်တော်အစမှပြောသလိုပဲကျွန်တော်တို့ဒီ melodies ရဲ့ rhythm အတိုင်းလေးပဲကျွန်တော်သွားတာနော်တကားတော့ drum loop လေးတွေကိုကျွန်တော်ယူပြီးထည့်ထားလိုက်တော့ဒါခုနက FX ပေါ့နော်ဒီမှာဒါစနေနော်ဟို drum pattern တော့ရှင်းပါတယ်ဒူထောက်ပဲကျွန်တော်တို့သွားတာပဲနော်ဖွင့်ကြည့်မယ်ဆိုရင်နော်ဒူထောက်ပဲသွားမယ်ဒါပဲဘာမှထွေကျွန်တော်ဒီမှာလောက်ထားတာမရှိဘူးပြီးွားရင်နော်တရားလေးကဘယ်လိုတီးထားလဲဆိုရင်ဒီလိုပဲเนาะသူရဲ့ကျွန်တော်တို့ vocal ရဲ့ notes ကိုပဲကျွန်တော်ယူတီးထားတယ်เนาะ
အဲ့လိုလေးဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်